သားစုအိမ်မှာအချိန်တွေအကြာကြီးလောကရန်တုနိုင်လူခဲ့တဲ့ချစ်တော်ပြေကျန်တဲ့ဘဝခီးလမ်းမှာစနီးမရနဲ့သမီးသားတွေရိုးသားစွာနဲ့ကြိုးစားရှာဖွေခနဲ့ပါပစိုးပြေချွေးလေးရွှဲလဲမနာခဲ့ပါဘူးလေမိသားစုအရေးမို့သူအားနဲ့ကူပေးခဲ့တာပြောဆိုတဘောယူအိမ်ကလူချမ်းပင်မရှာသူအဖေသူချွေးနေရတော့လေလေသူကလေးတွေမြတ်တာတရားစနီးမရလောက်သူကမရနိုင်ပါ